အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ခုသွားလိုက်ချင်ပါတယ် non probability sampling method ပါအဲ့တော့ non probability sampling ဆိုတာက non random ဖြစ်သွားတယ်ပေါ့ကြာပန်း data ကောက်ယူမှုမျိုးမဟုတ်တော့ဘူးကြာပန်း data ကောက်ယူမှုမျိုးမဟုတ်တော့တဲ့အတွက်ကြောင့်မို့လို့ဒီ population ထဲမှာရှိနေတဲ့အရောက်တိုင်းကကိုယ့်ရဲ့နမူနာထဲမှာပါလာဖို့ခွင့်လန်းကမရှိတော့ဘူးကိုကဘယ်ပုံမှာသွားပြီးအခြေခံပြီးကောက်ယူမှာလဲသွားလို့လာလို့အဆင်ပြေတဲ့နေရာလမ်းပန်းဆက်သွယ်ရေးရ convenient ဖြစ်တဲ့နေရာ accessible ဖြစ်တဲ့နေရာကိုပဲရွေးချယ်ကောက်ယူတာမျိုးလားဒါဆိုရင်ဝေးလံခေါင်တည်တဲ့နေရာတွေကလူတွေကဒါပါဖို့ခွင့်လန်းမရှိတော့ဘူးပါတဲ့တော့လည်းမပါနိုင်တော့ဘူးပေါ့ဒါလည်းတစ်ချက်နောက်တစ်ခါဒီအဲ့ဒီလိုမျိုးကောက်ယူခဲ့တယ်ဆိုလို့ရှိရင် data ကောက်ယူတာကလွယ်မယ်တက်တောင့်တက်တာဖြစ်မယ်အကုန်ကြတက်တာမယ်သို့တော်လေးပဲအဲ့ data ကောက်ယူမှုက population တစ်ခုလုံးကိုစားမပြုနိုင်တော့ဘူးအဲ့ဒီအတွက်ကြောင့်မလို့ sampling bias ကရှိနိုင်တယ်ဒါက population ကြီးကိုတွားပြီးတော့မှခြုံငုံပြောဆိုမယ်ဆိုလို့ရှိရင် non probability sampling ကိုမသုံးသင့်တာဒါကြောင့်မလို့ sampling bias ဖြစ်သွားပြီဆိုရင်ဒီ population ကြီးကိုတွားပြီးခြုံငုံသုံးသပ်တဲ့အခါမှာကိုကောက်ယူထားတဲ့ sample ကအဆင်မပြေတော့ဘူးဒါသတိပြုရမယ့်ချက်နော်နောက်တစ်ခါကိုယ်မှာရွေချက်တိကျရှိလို့ non probability sampling ကောက်တယ်ဆိုတာပြဿနာမရှိဘူးဆိုလိုတာကကိုယ့်ရဲ့သုတေသနရွေချက်ပေါ်မှာ motive probability က non probability ဆိုတာကဆုံးဖြတ်ရမှာဖြစ်တယ်မဖြစ်မနေ probability ကိုကျင့်သုံးရမယ့်ဟာမျိုးမှာ non probability ကိုသွားသုံးလိုက်တယ်ဆိုရင်တော့ဖြင့်ဒီသုတေသနရလက်ကတော်တော်လေးအားနည်းပြီပေါ့အဆင်မပြေတော့ဟုတ်တယ်ကိုယ့်ရဲ့ရွေးချယ်မှုကဥတီကျရွေချက်တိတိကျကျရှိတယ်ဒါနဲ့ဆိုင်တဲ့ data ဒါနဲ့ဆိုင်တဲ့အချက်လက်ပဲကောက်ယူမယ်ဆိုလို့ရှိရင် okay ဒါဆိုရင်တော့ non probability sampling ကိုတွားဒါပြဿနာမရှိဘူးဒီလိုမျိုးလေးအဲ့ဒီ probability နဲ့ non probability ရဲ့သဘောတရားအဓိကဝေလွှဲချက်လေးရှိတာလေးကိုတော့ဖြင့်သိထားစီလိုပါတယ် non probability sampling မှာလည်းပဲ zero ဒီမှာ convenience sampling voluntary sampling purposive sampling နဲ့ snowball sampling ဆိုပြီးတော့မှအဲ့လေးမျိုးအကြောင်းကိုဒီစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့ convenience sampling ဆိုတာဘာလဲပေါ့ convenience sampling ဆိုတာကအဆင်ပြေတယ်လို့လေးတတောင်တတာရှိတယ်လို့လေးကောက်ယူသွားတာအဲ့ဒီအတွက်ကြောင့်မလို့ကိုသုတေသနလုပ်တဲ့သူကတွားလို့လာလို့လမ်းပန်းဆက်သွယ်ရေးရရှော့ရှူရှိတဲ့နေရာတွေကိုပဲရွေးချယ်ကောက်ယူသွားတာဖြစ်မယ်နောက်တစ်ခါကိုယ်နဲ့ထိတွေ့လို့လွယ်ကူတဲ့နှိစက်တဲ့ဟာတွေကိုပဲရွေးချယ်ပြီးကောက်ယူသွားတာမျိုးဖြစ်မယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီလို data ကောက်ယူမှုမျိုးကလွယ်ကူတဲ့ငွေကုန်ကြေးကျတက်တာမယ်ဒီ data ရရှိဖို့အတွက်သို့တော်လည်းပဲ population ကြီးတစ်ခုလုံးကိုဒီ sample data ကကိုစားပြုဖို့တော့ဖြင့်အားနည်းတယ်အဲ့ဒီအတွက်ကြောင့်မလို့ population ကြီးကိုတွားပြီးခြုံငုံသုံးသပ်ဖို့ဆိုလို့ရှိရင်ဒီလိုမျိုးနမူနာကောက်ယူနည်းမျိုးဟာမကျင့်သုံးသင့်ဘူး convenience sampling ကိုမကျင့်သုံးသင့်ဘူးဒါလေးကိုတော့ဖြင့်သိထားဖို့လိုပါတယ်အဲ့တော့ဒီမှာမြင်သာအောင်ပုံလေးနဲ့ပြထားတာလည်းပဲဒီမှာသူ convenient ဖြစ်တဲ့သူတွေပဲရွေးချယ်ပြီးကောက်ယူသွားတယ်ဒါဒီမှာမြင်သာအောင်ပြတာပေါ့တကယ်မြေပြင်ခြေနေမှာဆိုလို့ရှိရင်သွားဖို့လာဖို့ခက်ခဲရှိတာမျိုးတွေရှိခြင်းရှိမယ်ဒီနေရာမှာပဲကောက်ယူသွားလို့ဒီနေရာမှာရှိတဲ့ population ဒီနေရာမှာရှိတဲ့ sample ထဲမှာပါလာတဲ့ဥယျာဉ်တွေကဒီ population ကြီးတစ်ခုလုံးကိုအပြည့်အဝကိုစားပြုတာမျိုးဟုတ်ချင်မှဟုတ်မယ်အဲ့လိုမျိုးလေး data လေးကောက်ယူပြီးတွက်ချက်ပြီးရတဲ့ result ကဒီ population ကြီးကိုခြုံငုံသုံးသပ်မယ်ဆိုရင်တော့ဖြင့်ဘယ်နည်းနဲ့မှမမှန်နိုင်ဘူးဆိုတာလေးပါဒါလေးတစ်ချက်သိစီလိုပါတယ်နောက်တစ်ခါ voluntary response sampling ပေါ့အဲ့သူလည်းပဲ convenience sampling နဲ့တွားပြီးတော့မှဆင်တူပါတယ်အဲ့တခုကွာသွားတယ်ဗာလဲဆိုတော့ဒီ convenience sampling က researcher ကရွေးချယ်တာကိုအဆင်ပြေတဲ့ကိုတင့်တော်တဲ့ကိုတက်တာတဲ့နေရာတွားပြီးတော့မှရွေးချယ်မေးမြန်းတာ voluntary response sampling ကကြတော့ researcher ကရွေးချယ်တာမဟုတ်တော့ဘူးခုနပြောတဲ့ဒီဖြည့်ဆို့မဲ့သူကနေပြီးတော့မှရွေးချယ်တာအဲ့ဘယ်လိုမျိုးလဲကျွန်တော်တို့ online ကနေပြီးတော့မှ survey တစ်ခု form တင်လိုက်မယ်လူများတဲ့ public group တွေထည့်ပေးလိုက်မယ်ကိုသက်ဆိုင်နေဆိုဒါလူတိုင်းတွေ့မှာပဲဒီ group ထဲမှာလူ300ရှိတယ်ဆိုလို့ရှိရင်ဒီ form လေးကိုဒါအနည်းဆုံး2300ဖတ်မိမှာပဲ300ရှိတယ်ဆိုအဲ့ဒီဖတ်မိတော့လည်းပဲအဲ့ဒီဟာကို volunteer စိတ်ရှိတဲ့သူကဒါလျင်ဒါကိုအချိန်7မိနစ်ပေးပြီးဖြေမှာဒါကိုအချိန်15မိနစ်ပေးပြီးဖြေမှာကျန်တဲ့သူတွေကမဖြေဘူးတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် voluntary sampling မှာလည်းပဲဒီလူရောက်300ရှိတဲ့ထဲကိုဖြန်းလိုက်လို့
2000နဲ့ထိတွေ့ဆိုလည်းပဲအဲ့ဒီ2000နဲ့မှာခုနပြောတဲ့ voluntary စိတ်ရှိတဲ့သူသာလည်းရင်ဒါကိုရွေးချယ်ဖြေဆိုသွားမှာဖြစ်တယ်အဲ့ဒီအတွက်ဒါကကိုယ်စီမှာအဖြေတစ်ခုရလာတော့လည်းပဲဒီ population တစ်ခုလုံးကိုစားတော့ပြုချင်မှာပြုမယ်ဆိုတော့အားနည်းချက်ကလေးတော့ရှိတယ်သူမှလည်းပဲ bias လေးတွေပါနိုင်တာပဲဘလို့ပါနိုင်လဲဆိုတော့ခုနပြောတဲ့ဒီလိုမျိုး survey မျိုးကိုဖြေဆိုခြင်းနဲ့ပင်ကိုဗီဇရှိတဲ့သူမှသာလျှင်အချိန်ပေးဖြေတာတချို့ကြတော့ဒါမျိုးစိတ်ဝင်စားအောင်အဲ့ဒီခါမှာသူ့ရဲ့ opinion ကကိုယ့်ရဲ့ဥစ္စာထဲမှာမိကုန်းတွေကိုသူ့ opinion မရနိုင်တော့အဲ့လိုမျိုးလေးတော့ရှိတတ်ပါတယ်သို့တော်လည်းပဲဒီထွေထွေအခြေအနေရတိုင်းပြည်ရဲ့နိုင်ငံရေးကျန်းမာရေးစီးပွားရေးအဲ့ဒါတွေရတခါတလေမှာ data ရရှိဖို့အတွက် voluntary response sampling ကိုလည်းပဲမဖြစ်မနေကျင့်သုံးရတာမျိုးလည်းရှိတာပဲเนาะဒါလေးကိုလည်းတစ်ချက်သိစေလိုပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့ကဒီ voluntary response sampling ကိုဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုကတက္ကသိုလ်တစ်ခုမှာတက်နေတယ်အဲ့ဒီတက္ကသိုလ်မှာရှိနေတဲ့ကျောင်းသားတွေနဲ့ပတ်သက်ပြီးဒီတက္ကသိုလ်ရဲ့ဝန်ဆောင်မှုပိုင်းဆိုင်ရာမှာသူတို့ရဲ့သဘောထားကိုကသိကျင်တယ်အဲ့လိုမျိုးသိကျင်တဲ့အခါမှာဒီကျောင်းသားတွေအားလုံးစီကိုက survey form လေးကိုပို့ပေးလိုက်တယ်ပို့ပေးလိုက်လို့သူတို့တွေဖြေကြမယ်ဆိုလို့ရှိရင်တော့ဖြင့်ဒီတက္ကသိုလ်မှာရှိနေတဲ့ကျောင်းသူကျောင်းသားတွေရဲ့သဘောထားမှတ်ချက်ဒါစစ်တမ်းလေးဖြစ်လာမှာပေါ့သို့တော်လည်းပဲအဲ့ဒီမှာအားလုံးကတော့ဖြင့်ဖြေဆိုမှာမဟုတ်ဘူးအားလုံးဖြည့်တယ်ဆိုရင်တော့ဖြင့်ကိုယ်စီမှာဒါနဲ့ပတ်သက်တဲ့သူတို့ရဲ့ထင်မြင်ယူဆချက်တွေပြည့်စုံစုံရမယ်အဲ့လိုမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်တော့ဖြင့်ဖြည့်ဆိုတဲ့သူတချို့ရဲ့ထင်မြင်ယူဆချက်သားလည်းရမှာဖြစ်တယ်ကျန်တဲ့သူတွေရဲ့ထင်မြင်ယူဆချက်မှာကွဲလွဲတာလေးတွေရှိကောင်းရှိမယ်ဒါမျိုးဆိုလို့ရှိရင်ကိုယ်အဲ့ဒီချက်လက်တွေမရနိုင်တော့ဘူးဒါလည်းပဲဆရာတို့ခုနပြောခဲ့တယ်လို့ပေါ့နော် voluntary response sampling ရဲ့အားနည်းချက်ကလေးတစ်ခုအဲ့တော့ဘယ် sampling method မှာမဆိုကျွန်တော်တို့အားတာချက်အားနည်းချက်ကလေးတွေကအနည်းနဲ့များသူရှိတတ်ပါတယ်ဒါလေးကိုသိထားစီလိုပါတယ်နောက်တစ်ခုကကျတော့ purposive sampling ပေါ့ purposive sampling ဆိုတာကသုတေသနပြုလုပ်တဲ့သူကဘာကိုရည်ရွယ်ထားလဲကိုယ့်ရဲ့သုတေသနရလဒ်အဲ့ဒီရလဒ်ကိုဥတီမဲ့ data ကောက်ယူမှုမျိုးပဲပြုလုပ်တာတနည်းအားဖြင့် judgment sampling လို့ခေါ်တယ်ဒါမျိုးတွေကိုတော့ဖြစ်များသောအားဖြင့်အတွေ့အကြုံရှိတဲ့ researcher တွေကလုပ်ကြတာများတယ်သူရဲ့အတွေ့အကြုံပါအခြေခံနဲ့ငါဒီ result လိုချင်တယ်ဒီ result လိုချင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးအချက်လက်တွေကိုပဲဦးစားပေးပြီးကောက်ယူတယ်သူ့မှာရည်ရွယ်ချက်ရှိတယ် purpose ကရှိတယ်အဲ့ဒီ purpose ကိုဥတည်စေတဲ့နမူနာကောက်ယူမှုမျိုးပဲကောက်ယူခြင်းမျိုးကိုဆိုလိုတာဖြစ်တယ်ဒါမှသာလည်းသူကောက်လိုက်တဲ့အချက်လက်တိုင်းချက်လက်တိုင်းကသူ့ရဲ့ရည်ရွယ်ချက်ကိုတွားပြီးတော့မှအထောက်ပံ့ပြုစီမှာဖြစ်တယ်တမန်အဖြစ် purposive sampling ကိုဒီ qualitative research တွေမှာသုံးကြတာများပါတယ်အဲ့လိုမျိုးသုံးပြီဆိုလို့ရှိရင်လည်းသုတေသနလုပ်တဲ့သူတွေကတိကျအကြောင်းအရာအချင်းအရာလေးတစ်ခုမှာသူသိကျင်တဲ့အသေးစိတ် knowledge တွေသူရှိတယ်အဲ့ဒီဟာလေးအတွက်ဥတည်ပြီးတော့မှ data ကောက်ယူမယ်အဲ့ဒီပုံမှာအခြေခံပြီးတော့မှပြောဆိုမှာဖြစ်တယ်ခုနပြောတဲ့ population ကြီးကိုတွားပြီးတော့မှခြုံငုံသုံးသက်တာမျိုးလုပ်ဖို့မဟုတ်ဘူးလုပ်မယ်ဆိုလို့ရှိရင်ဒီပုံစံမျိုး data တွားကောက်လို့မရဘူးခြုံငုံသုံးသက်ဖို့မဟုတ်ဘဲနဲ့သူ့မှာတီးခြားရည်ရွယ်ချက်ရှိအဲ့ဒီရည်ရွယ်ချက်အတွက်လိုအပ်တဲ့အချက်လက်အသေးစိတ်ကောက်ယူမှုမျိုးလုပ်တာမျိုးကိုဆိုလိုတာဖြစ်ပါတယ်အဲ့တခါတလေကြလို့ရှိရင်ကိုယ့်ရဲ့ population size ကတီးခြားဖြစ်ပြီးအရန် size သေးငယ်နေတယ်ဆိုလို့ရှိရင်လည်းပဲ non probability sampling ဖြစ်တဲ့ purposive sampling ကိုပဲကျင့်သုံးရတာမျိုးလေးလည်းဖြစ်တတ်ပါတယ်population size တအားငယ်နေတယ်ဆိုလို့ရှိရင် random sampling တွားလုပ်ဖို့အတွက်အဆင်မပြေနိုင်ဘူးเนาะအဲ့လိုအခါမျိုးမှာဇာတို့ဒီအဲ့ဒီ population ကိုမဖြစ်မနေရွေးချယ်ရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရွေးချယ်နဲ့ကိုက်ညီအောင်သတ်မှတ်ပြီးရွေးချယ်သွားမှာဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့တော့ purposive sampling ကိုတကယ်ထိထိရောက်ရောက်เนาะလုပ်ဖို့ဆိုလို့ရှိရင်ကိုယ်မှာရှင်းလင်းတဲ့စံနမူနာသတ်မှတ်ချက်ရှိနေရမယ် clear criteria ငါဘာအကြောင်းအရာကိုသိချင်တာအဲ့ဒီအတွက်ဒီချက်တွေကိုပဲမေးမယ်ဆိုတဲ့ဟာမျိုး clear criteria ကိုမှရှိနေရမယ်အဲ့လိုအခြေအနေတက်မှသာလည်း purposive sampling ကိုကျင့်သုံးကြပါတယ်ထူးသဖြင့် expert researcher တွေကကိုသူ့ရဲ့ရည်ရွယ်ချက်လေးတစ်ခုအတွက်ကိုရည်ရွယ်ပြီးတော့မှဒီနည်းစနစ်ကိုကျင့်သုံးကြတာများပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့ကဒီမှာတက္ကသိုလ်တစ်ခုမှာတက်နေတဲ့ကျောင်းသူကျောင်းသားတွေအများကြီးရှိတယ်အဲ့ဒီမှာမတန်ဆွမ်းကျောင်းသူကျောင်းသားတွေသူတို့ရဲ့တွေးကြုံလေးတွေပေါ့နော်ဒါလေးကိုကသိလို့လဲဆိုတော့အဲ့ဒီအခါမှာဒီတက္ကသိုလ်မှာရှိနေတဲ့
သူတွေကို randomly select သွားလို့ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဒါလူကောင်းပကတိတွေပါလာမယ်အဲ့ဒီအတွက်ကိုယ့်ရဲ့ data ကောက်ယူမှုမှာ disabled student တွေကိုပဲတစ်ချက်ရွေးချယ်ရမယ် okay အဲ့ဒီအတွက်ဒါကိုယ့်ရဲ့ purpose က disabled student ဆိုတာဖြစ်သွားတာဖြစ်တဲ့အတွက် disabled student တွေကိုရွေးချယ်ပြီအဲ့လိုရွေးချယ်တဲ့အခါမှာလည်းပဲ disable ကဘယ်လိုပုံစံမျိုးဖြစ်တာလဲအကြားအာရုံနဲ့ဖြစ်တာလားအမြင်အာရုံနဲ့ဖြစ်တာလားဒါမှမဟုတ်လို့ရှိရင်ကိုယ်လက်အင်္ဂါတွေမှာထူတည်နေတာလားအဲ့လိုမျိုးဒီတက္ကသိုလ်မှာရှိနေတဲ့ဒါ disabled student အမဲဆုံးကိုရွေးချယ်မိဖို့တော့လိုတယ်အမဲဆုံးပါဝင်ဖို့လိုတယ်ဒါမှသာလည်းရင်ဟောကြားအာရုံချိုးတဲ့သူဆိုလို့ရှိရင်ဒါသူ့ရဲ့အတွေ့အကြုံဒီအကြောင်းကဝန်ဆောင်မှုကသူ့ပေါ်မှာဘလို့အမြင်အာရုံချိုးတဲ့သူတွေအတွက်ဆိုလို့ရှိရင်သူတို့ကြုံတွေ့ရတဲ့အတွေ့အကြုံဒီကြောင်းဝန်ဆောင်မှုပေါ်မှာသူတို့ရဲ့ထင်မြင်သုံးသပ်ချက်အဲ့လိုပဲဒီခြေထောက်ကိုယ်လက်အင်္ဂါမတန်ဆွမ်းတဲ့ဆိုလို့ရှိရင်လည်းပဲသူတို့ရဲ့အတွေ့အကြုံအဲ့လိုလူတွေပေါ်မှာဒီကြောင်းရဲ့ဝန်ဆောင်မှုအဲ့ဒီဟာလေးတွေကိုအမြင်ဆုံးစုံလင်လင်ရမှာဖြစ်တယ်သဘောထားစုံလင်လင်ရမှာဖြစ်တယ်အဲ့ဒီအခါမှသာလည်းရင်ကိုယ့်ရဲ့ရည်ရွယ်ချက်ကပြည့်မြောက်သွားမှာဖြစ်တယ်မဟုတ်လို့ရှိရင်တစ်ခုကြံနေခဲ့မှာဒါက purposive sampling ကိုနမူနာလေးတစ်ခုပေးပြီးရှင်းတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဖြင့် snowball sampling ပေါ့သူကလည်းပဲ3ထားရှိတဲ့ sampling method တစ်ခုပေါ့နော် non probability sampling method တစ်ခုဖြစ်ပါတယ်နင်းဘောလုံးနမူနာကောက်ယူခြင်းပေါ့မြန်မာလိုအဓိပ္ပာယ်ပွင့်ဆိုမယ်ဆိုရင်တော့ဖြင့်အဲ့တော့ဘယ်လိုသဘောတရားမျိုးလဲဆိုတော့ကျွန်တော်တို့ကကိုကောက်ယူမဲ့အကြောင်းအရာဒီတတ်မတ်စည်ရင်းစရာနဲ့ရှိတာမဟုတ်ဘူးဥပမာထားပါတော့ကျွန်တော်တို့ဒီမြို့နယ်တစ်ခုမှာရှိနေတဲ့အင်ဂျင်မဲတွေမြို့နယ်တစ်ခုမှာရှိနေတဲ့မူရစေဝါသုံးဆွဲနေတဲ့သူတွေမြို့နယ်တစ်ခုမှာရှိနေတဲ့ AIDS ဝေဒနာရှင်တွေအဲ့ဒီအရာတွေကိုကောက်ယူမယ်ဆိုလို့ရှိရင်ဘယ်မှစည်ရင်သွားတောင်းလို့ရမှာမဟုတ်ဘူးအဲ့လိုမရဘူးဆိုလို့ရှိရင်ကိုဘယ်လိုသွားရွေးချယ်မလဲအဲ့ဒီလိုအခါမျိုးမှာထားပါတော့ကိုကမွေးစေဝါတုံးဆွဲနေတဲ့သူကိုက data ချက်လက်ကောက်ယူခြင်းနဲ့အဲ့ဒီအတွက်ကြောင့်မို့လို့ပထမဦးဆုံးမွေးစေဝါတုံးဆွဲတဲ့သူတူစီကိုချင်းကပ်ရမယ်ချင်းကပ်ပြီးတော့မှကိုသိခြင်းတဲ့အချက်လက်ကလေးတွေသူနဲ့နားရည်လျအောင်လိပ်ပက်လျအောင်ဆွေးနွေးပြောဆိုဒီလိုမျိုးသူတေသနာအတွက်ဘာမှလုပ်ဖို့မဟုတ်ပါဘူးရဲလဲသိမပေးပါဘူးအစရှိသဖြင့်ပေါ့အေးချမ်းဖြစ်အောင်ပြောဆိုဆွေးနွေးဒီကိုသိခြင်းတဲ့အချက်လက်လေးတွေမေးမြန်းပြောဆိုပြီးတဲ့အခါမှာကျွန်တော်ကဒါလေးကိုစာတမ်းပြုစုနေပါတယ်အဲ့ဒီအတွက်ကြောင့်မလို့နောက်ထပ်သူတွေရဲ့အတွေ့အကြုံလေးလည်းသိလိုပါတယ်ဆိုသူကနေပြီးတော့မှ refer လုပ်ပေးလိုက်မယ်ဘယ်သူစီသွားမေးပါဆိုတာမျိုးအဲ့လိုမျိုးတစ်ဆင့်ကျွန်တော်တို့ကကိုယ့်ရဲ့ sample တိုးပြီးကောက်သွားတာဒီကနေမှတစ်ဆင့်နောက်ထပ်တစ်ယောက်နှစ်ယောက်ဒီကနေမှတစ်ဆင့်နောက်ထပ်တစ်ယောက်နှစ်ယောက်အဲ့လိုမျိုးကောက်သွားတာမျိုးကို snowball sampling လို့ခေါ်ပါတယ်ကျွန်တော်တို့ဘာကြောင့် snowball sampling လို့ဥပမာတင်ပေးထားလဲဆိုတော့ထားပါတော့ဗျာကျွန်တော်တို့နှင်းတောင်ရှိတယ်ပေါ့ဗျာတောင်ထိပ်မှာနှင်းလေးတွေစုနေတယ်ပေါ့အဲ့ဒီနှင်းလုံးလေးတွေကတောင်ထိပ်မှာဆက်စုလာတော့ဖြင့်အရွယ်လေးအသေးသေးလေးပဲပေါ့သူကတဖြည်းဖြည်းလိမ့်လာတဲ့အခါမှာလမ်းတစ်ချောင်းမှာရှိတဲ့နင်းလေးတွေကက်ကက်ပြီးတော့မှတဖြည်းဖြည်းအရွယ်စားကအောက်ကိုရောက်တဲ့အခါမှာကြီးလာတယ်အဲ့ဒီသဘောပဲလူတစ်ယောက်ကိုစပြီးချင်းကက်တယ်အဲ့ဒီကနေသူကနေပြီးတော့မှပြောလိုက်တဲ့နောက်တစ်ယောက်နှစ်ယောက်နောက်တစ်ယောက်နှစ်ယောက်ကနေနောက်ထပ်တစ်ယောက်နှစ်ယောက်အဲ့လိုမျိုးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုး data ကောက်ယူမှုမျိုးကို snowball sampling လို့ခေါ်ပါတယ်အဲ့တော့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီမှာတော့ဖြင့်ခုနလည်းကျွန်တော်ပြောပြီးသားပါဗျာဒီမှာတော့ဖြင့်အင်ဂျီယာမဲ့ပေါ့နော်အင်ဂျီယာမဲ့ဒီနဲ့ပတ်သက်ပြီးကိုကသူတေသနာပြည့်လုံနေတယ်သူတို့ရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးအဲ့ဒီခါမှာအဲ့ဒါနဲ့ပတ်သက်တဲ့မျိုးတစ်မျိုးမှာအင်ဂျီယာမဲ့တွေဆိုပြီးစီးရင်ပြုစုထားတာမရှိပါဘူးအဲ့ဒီအတွက်ဒါတွေကိုလုပ်တဲ့အခါမှာငါတို့ကတော့ probability sampling ဘယ်လုပ်မှာပါဆိုပြီးဆုံးဖြတ်ပြီးသွားလုပ်လို့တော့ဖြင့်အဆင်မပြေဘူးအဲ့ဒီအခါမှာ non probability sampling ကိုကျင့်သုံးရမယ်အဲ့ဒီထဲမှာမှ snowball sampling ကတော့ဖြင့်ပွားပြီးတော့မှတင့်တော်နေတယ်အဲ့ဒီအခါမှာအင်ဂျီမဲ့တယောက်နဲ့ကိုပွားပြီးတွေ့ဆုံမေးမြန်းပြောဆိုဆွေးနွေးပြီးတဲ့အခါမှာသူကနေမှတစ်ဆင့်နောက်ထပ်တစ်ယောက်ကိုဆက်သွယ်ပြီးတစ်ဆင့်မေးမြန်းအဲ့လိုမျိုးလုပ်တဲ့ဟာကို snowball sampling လို့ခေါ်ပါတယ်ဒါကကျွန်တော်တို့ non probability sampling နဲ့ပတ်သက်တဲ့ဒီမှာရှင်းချင်တဲ့အကြောင်းအရာလေးတွေ၄ခုဖြစ်ပါတယ်ဗျာကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောက်ဆုံး slide လေးကိုဆက်လိုက်ချင်ပါတယ်probability sampling ဆိုတာဘာလဲ non probability sampling ဆိုတာဘာလဲရှင်းပြီးပြီprobability sampling ကဘယ်လိုအခြေအနေမှာသုံးရင်တင့်တော်တယ်လဲ non probability sampling ကဘယ်လိုအခြေအနေမှာသုံးရင်တင့်တော်တယ်လဲဆိုတာလည်းပြောပြီးပြီ probability sampling လုံးဝအတုတေသနာကောင်းမယ်လို့လည်းပဲ
အမြဲတမ်းမမှန်ကန်ဘူး non probability လောက်လို့ရှိရင်ငါရဲ့သုတေသနအရေးသွေးနှိမ့်သွားတယ်ဆိုတာမျိုးလေးပဲမဟုတ်ဘူးကိုယ့်ရဲ့သုတေသနရဲ့ aims objective ပုံမူတည်ပြီးတော့မှဒါလေးတွေကကျင့်သုံးရတယ်နောက်တစ်ခါကိုလက်တွေ့ fee မှာဖြစ်နေတဲ့မြေပြင်အခြေအနေပုံမူတည်ပြီးတော့မှပြောင်းလဲကျင့်သုံးရတာမျိုးဖြစ်တယ်ဆိုတော့သဘောတရားလေးတစ်ချက်လက်ခံထားဖို့လိုပါတယ်ဟုတ်ပြီဘလို့အနေထားမျိုးမှာတာမန်အဖြစ် non probability sampling သုံးကြလဲအဲ့တော့ area ရဲ့အကျယ်ကြီးရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကိုကသုတေသနအသေးစိတ်လုပ်မယ်အသေးစိတ်မလုပ်ခင်မှာဒီ area နဲ့ပတ်သက်တဲ့ရှေ့ပြေးလေ့လာမှုလေးလုပ်မယ်ရှေ့ပြေးလေ့လာမှုလေးလုပ်မှာဖြစ်တဲ့အတွက်ဒီ area နဲ့ပတ်သက်တဲ့သဘောတရားလေးကိုအကျဉ်းတယ်လေးသိချင်တယ်အဲ့ဒီအခါမျိုးမှာ pilot survey လုပ်မယ် pilot study လုပ်မယ် exploratory study လုပ်မယ်ဒီလိုအနေထားမျိုးမှာကျွန်တော်တို့ကအချိန်တိုတိုအတွင်းမှာဒီ area နဲ့ပတ်သက်တဲ့ information လေးတွေရလာအောင်ဆိုပြီးတော့မှ non probability sampling တွားလိုက်တဲ့ထိတွေ့လိုက်တဲ့ထိတွေ့တဲ့လူလေးတွေနဲ့စကားဆက်ပြီးပြောပြီးတော့မှကိုသိချင်တဲ့အချက်လက်လေးတွေကိုအလွယ်တကူရက်တိုတိုနဲ့မြင်မြန်ကောက်ယူတယ်အဲ့ဒီအခါမှာကျွန်တော်တို့ကိုယ်စီမှာဒီ area နဲ့ပတ်သက်တဲ့အကြမ်းမြင် data ချက်လက်လေးတွေရပြီဒီပေါ်မူတည်ပြီးတော့မှဒီ area ကြီးအတွက်ဘယ်လိုမျိုးလေ့လာမှုတွေဆက်လုပ်မယ်ဆိုတာမျိုးကိုဒါအသေးစိတ်စဉ်းစားပြီးပြင်ဆင်လို့ရမှာဖြစ်တယ်အဲ့လိုအနေထားမျိုးမှာ non probability sampling ကိုကျင့်သုံးရပါတယ်နောက်တစ်ခါကိုယ်မှာငွေကြေးရကန့်သက်ချက်တွေရှိနေတယ်နောက်တစ်ခါအချိန်ကန့်သက်ချက်တွေရှိနေတယ်အဲ့ဒီအခါမှာ random sampling လုပ်ဖို့လို့အတွက်ဘလို့မှအဆင်မပြေဘူး non probability sampling ကိုပဲရွေးချယ်ရမယ် probability sampling ဆိုလို့ရှိရင်ဒီဟာတွေကဖက်ဖက်ကပို့ပြီးတော့မှအကုန်ကြအောင်အချိန်ကိုပေးရမယ်ဒီအနေထားမျိုးမှာလည်းပဲ non probability sampling ကိုကျင့်သုံးကြပါတယ်နောက်တစ်ခါကိုလေ့လာမှုမှာ small study လေးလုပ်မယ်ဆိုတဲ့အနေထားမျိုးလေးပေါ့နော်ဒါ area ကိုခြုံသုံးသပ်တာမျိုးမလုပ်ဘူးလေ့လာမှုအသေးသားလေးလုပ်မယ်ဆိုတဲ့အခါမှာ just information လေးသိချင်လို့လုပ်တယ်ဆိုတဲ့အခါမျိုးမှာလည်းပဲ non probability sampling ကိုကျင့်သုံးလုပ်ဆောင်ကြပါတယ်နောက်တစ်ခါအခြေအနေကမပေးတာ population ကအရန်နေနေတာဒီလိုမျိုးအရန်နေနေတဲ့ population ဖြစ်နေမယ်ဆိုလို့ရှိရင် probability sampling လုပ်ဖို့လို့အတွက်ဘလို့မှမဖြစ်နိုင်တော့ဘူးအဲ့လိုအခြေအနေမျိုးမှာလို့လည်းပဲဒါကျွန်တော်တို့က probability sampling ကိုမကျင့်သုံးမနဲ့ non probability sampling ကိုကျင့်သုံးလို့ရတယ်နောက်တစ်ခါဒီ population size ကတအားကြီးနေတာ limitless ပေါ့အဲ့လိုအနေထားမျိုးမှာ probability sampling ကိုလုပ်ဖို့လို့အတွက်အဆင်မပြေဘူးဆိုလို့ရှိရင်သူဒေသနာကိုတခြားစကြနာဒီဇိုင်းလေးချဆင်းလာပြီးတော့မှ non probability sampling ကိုကျင့်သုံးရတာဖြစ်ပါတယ်အရင်များလုံးရင်လည်း probability sampling ကလုပ်ဖို့လို့အတွက်ခက်ခဲရှိတယ်အရင်နည်းလို့ရင်လည်းခက်ခဲရှိတယ်အဲ့ဒီလိုအခြေအနေမျိုးမှာဒါတင်တော်တဲ့ non probability sampling method ကိုသုံးလို့ရပါတယ်နောက်တစ်ခုကကိုက population ကြီးတစ်ခုလုံးနဲ့ပတ်သက်ပြီးတော့မှခြုံငုံကောက်ချက်ချဖို့ရွယ်ချက်မရှိဘူးဆိုလို့ရှိရင်ဒါ non probability sampling ကိုသုံးလို့ရတယ်ဒါကကျွန်တော်တို့ဘယ်လိုအနေထားလေးမှာเนาะ non probability sampling ကိုသုံးကြလဲဆိုတဲ့ဟာလေးကိုဒါဒီမှာချုပ်ပြီးရှင်းပြထားတာဖြစ်ပါတယ်ဒါကျွန်တော်တို့ဒီနေ့သွားခြင်းနဲ့ sampling method ဖြစ်ပါတယ်ဗျာ